ရှင်တွေအားလုံးကိုဒီသချင်းနဲ့နက်နက်လေးကညော့လိုက်တယ်ယူဟာသမီးရိုက်ကြိုက်လိုက်ပါသမီးရိုက်တင်မောတာပတ်ဆိုင်ရှိတဲ့လူထုံငမ်းမဲရွေးရဲသမီးရိုက်ကြိုက်လိုက်ပါသမီးရိုက်လန်တိတ်ကပရာတို့ပိုင်နဲ့ဦးတုံကြီးကတထဲရဲဟောသမီးလေးတယောက်အရွယ်ရောက်လင်းပေးစားပုံစိတ်ကူပေါက်ရွှေသမတ်တော်ပေါ်စင်စားလိုက်ရင်ကောင်းတွေထဲမှာသိမ့်မှုနောက်ရွှေငွေပြတ်တဲ့ကလေးတစ်ချေတယောက်နဲ့ညာသွားမှဘုံမေကြောက်နောက်တစ်ချိန်ရောက်ခမဖြစ်လာမဲ့အခြေအနေဆောင်ငါသမီးလိမ့်တော်ပါတဲ့ဆိုသူရီစားအိမ်ခေါ်လာတဲ့ရုပ်ကိုကအုပ်ကြမြတ်ပေါဥပတိရုပ်တော်ပါတဲ့ဒီအရွယ်ရီစားကားစိတ်ကူးရင်ပြီးတော့ပျော်ရှာတဲ့တော်ပါဟဲ့ဒီလိုကောင်းမျိုးငါချမ်းဝါတောင်းခေါ်မလာနဲ့ရက်ကွာဆန္ဒပုံနေတော့တဲ့ဆိုဝစ်ပုံစားပုံကြည့်တော့ငမွဲ့ယုံနေမေတော့ပိန်ရောင်းတာပဲ့ပြုံနေလိုကောင်းမျိုးငါသမတ်လဲမဟုတ်အလူလက်နဲ့ရွှေခွက်နိုင်အော်တန်ရမနေတက်လိုက်တာကိုသမီးကိုပြောမရရင်စွန့်လို့ပြီးတော့အမွေပြတ်လိုက်မှာငွေကင်းတို့တိုင်းဝိုင်းထဲမွဲတဲ့လူရှိသလားရေတွက်လိုက်ပါကိုအစင်ကိုအတန်နဲ့သူရရှာပြီးချိန်နဲ့လိုက်ပါသမီးရိုက်ကြိုက်လိုက်ပါသမီးရိုက်တင်မောတာပတ်ဆိုင်ရှိတဲ့လူထုံငမ်းမဲရွေးရဲသမီးရိုက်ကြိုက်လိုက်ပါသမီးရိုက်လန်တိတ်ကပရာတို့ပိုင်နဲ့ဦးတုံကြီးကတထဲရဲချမ်းသာတဲ့လူနဲ့ပေးပေါင်းကရက်ကွက်တမနေဘူးအဝေးပြောင်းမှာဟဲ့ရွှေတောင်ကြားမှာစိုက်ကနက်ကနဲ့တိုက်နဲ့ထားမဲ့သုံးဖြုံနိုင်တဲ့တဲ့လောက်ချာရက်ကွက်တဲ့တဲ့ငေးထွက်အော်အဖာကြီးကပတ်စမတ်တဲ့ဟုတ်တယ်မတ်တဲ့ပတ်စမတ်တဲ့မကိုကကြည့်တက်ပြီးတော့မတ်တဲ့ငွေထုံငါဝတ်ဆွဲငွေငါသမီးယောက်ျားတစ်ထင်းကြီးဆိုငွေဆိုတာငါအတွက်ပဲလေတို့ကတော့ပြတ်ပဲအင်းငွေဆိုရင်ကမတ်ပဲဟေးကိုဟာကိုပတ်စမတ်တမချင်နဲ့ရင်လက်အပတ်ပဲအိမ်တော်ပြပရတဲ့စင်းမင်းဆုံးထိုးပါဆိုလားအညာဆိုလားအိုးဒီသုံးမျိုးချက်မပိုင်ရင်နောက်ပြင်းရခတ်ပြီးအမျိုးကလေးတစ်ချေလေးဆိုဖေးဖဲရွှေငွေတစ်ထင်းကိုရွေးချဲခုခင်မိတ်ကလေးတွေတော်ဝဲတယ်လင်းယူမဲဆိုရှေကိုတွေးဟဲ့ကြိုက်လိုက်ပါသမီးရဲ့တင်မောတာပတ်ဆိုင်ရှိတဲ့လူထုံငမ်းမဲရွေးရဲသမီးရဲ့ကြိုက်လိုက်ပါသမီးရဲ့လန်တိတ်ကပရာကိုပိုင်နဲ့ဦးတုံကြီးကတထဲရဲဆိုင်လက်ကြီးဂိုင်လက်ကြီးရွှေတောင်ကြားကတိုက်လက်ကြီးအသွေးချောင်းပြေးချောင်းမိုက်မဲ့ပြီးအပေတေးတွေကိုမကြိုက်နဲ့သမီးပိုင်ရွှဲကြီးမလို့ချင်ပါဘူးအိုင်ငနေကြီးကတိုက်လဲရှိတယ်ဆယ်တန်းအောင်ပြီးအလိုက်လဲသိတယ်ဒီကောင်ကစုပ်တိစုပ်ပြတ်မိပါမျက်နှာအိုးမဲ့တော့ရလူပုံလဲတာကြောက်သမီးကြောက်သမတ်ပြောရမှာ